ဒီလူတယောက်ဟာမုတ်တလုံးခိုးတဲ့အပြစ်နဲ့ထောင်ဒဏ်16နှစ်ချမှတ်ခံခဲ့ရတယ်သူတန်ကြချိန်ပြည့်တဲ့နေ့မှာတော့ထောင်မှုကသူ့ကိုလွယ်လွယ်နဲ့လွတ်ဖို့စိတ်မရှိဘူးသူဟာလူကိုရာနဲ့ချီတဲ့ကီလိုဂရမ်လေးတဲ့အလံတိုင်ကိုမြောက်ခိုင်းလိုက်တယ်လူတိုင်းသူမြောက်နိုင်မယ်မထင်ပေမဲ့လူတိုင်းအံ့ဩသွားအောင်သူဟာအဲ့ဒီတိုင်ကိုတကယ်မြောက်ပြီးထောင်မှုရှိတဲ့ကိုတွားချလိုက်တယ်မတန်တာတဲ့အဆုံးထောင်မှုကသူ့ကိုလွတ်ပေးရေးစာရွက်ပေးရတယ်ဒါပေမဲ့အဲ့ဒီစာရွက်မှာထောင်သားဟာအနေအများတဲ့ရာဇဝတ်သားတစ်ယောက်လူရေးထားတဲ့ဆိုလိုတာကသူဟာအပြင်ကိုထွက်လာရင်တော့ထောင်သားတစ်ယောက်လိုပဲကြံခဲ့ရတာပေါ့ဒေါသတွေပြည့်နေပေမဲ့လူကအဲ့ဒီလွတ်ပေးရေးစာရွက်ကိုလက်ခံလိုက်တယ်ဒါပေမဲ့အဲ့ဒီစာရွက်ကြောင့်ပဲသူဟာနေရာတိုင်းမှာအရှက်ရခွဲခြားဆက်ဆံခံခဲ့ရတယ်ကလေးငယ်တွေတောင်သူ့ကိုစားနောက်လာကြတယ်အေးနဲ့ငမမှုကိုမခံနိုင်တော့ပဲဖះเจ้าတစ်เจ้าရဲ့တကားဝမှာကုံယုံထိုင်နေတယ်အဲ့ဒီအချိန်မှာဘုန်းကြီးတစ်ပါးကသူ့ကိုမြင်ပြီးအတွင်းကိုခေါ်သွားတယ်ဘုန်းကြီးကသူ့ကိုထမင်းကျွေးပြီးနေစရာနေရာလဲပေးတယ်ဒါပေမဲ့လူရဲ့လောကကိုယုံကြည်မှုပျောက်သွားပြီဖြစ်တယ်။ဒါကြောင့်ဖះเจ้าကအဖိုးတန်ပစ္စည်းတွေခိုးလိုက်တယ်ခဏကြာမှရဲကသူ့ကိုပြန်ဖမ်းဆီးလာပြီးဘုန်းကြီးကိုသူ့ပေါ်တက်တေခံဖို့ပြောတယ်။ဒါပေမဲ့ဘုန်းကြီးကအဲ့ဒီပစ္စည်းအလုံးကိုသူကိုယ်တိုင်အဲ့ဒီလူကိုပေးလိုက်တာလို့ပြောတယ်။ဒါတင်မကဘူးအတန်ဆုံးဖះနိုင်ကိုပါမြောက်ပြီးအဲ့ဒီလူကိုပေးလိုက်သေးတယ်။ဒါကူမြင်တော့ရဲကသူ့ကိုလွတ်ပေးရတယ်ဘုန်းကြီးရဲ့ဒီကယုနာတရားကလူရဲ့စိတ်နှလုံးကိုပြောင်းလဲစေခဲ့တယ်သူဟာသူ့ရဲ့လွတ်ပေးရေးစာရွက်ကိုစုပ်ဖြတ်ပစ်လိုက်ပြီးဘဝတစ်ခုစတင်ဖို့ဆုံးဖြတ်လိုက်တယ်ရှင်းနှစ်ကြာသွားတယ်အဲ့ဒီလူဟာအခုတော့တထေးကြီးနဲ့လေးစားခံရတဲ့ကုန်တယ်ကြီးဖြစ်နေပြီးတနေ့မှရုတ်တရက်အဲ့ဒီထောင်မှုကသူ့စီလာတွေ့တယ်သူ့ကိုဘယ်မှတွေ့ဘူးတလို့ဖြစ်နေပေမဲ့မမှတ်မိတော့ဘူးအဲ့ဒီအချိန်မှာအပြင်ဘက်ကစူညံတန်ကြားလိုက်ရတယ်လူကအောက်ကိုဆင်းလိုက်ပြီးလူကိုတယောက်ကားအောက်မှာညှက်မိနေတာကိုမြင်လိုက်ရတယ်ဒီတိုင်းမတွေ့ပဲအားကုန်တဲ့ကားကိုမြှောက်လိုက်တယ်ဒါကိုမြင်တော့ထောင်မှုကဒီဟာဟိုးရင်တုန်းကထောင်သားဟောင်းပဲလို့တန်တရားဝင်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတကယ်ရာဇဝတ်သားကိုဖမ်းမိပြီဆိုတဲ့သတင်းရောက်လာတယ်ဒါကြတော့အဲ့ဒီလူအနေငယ်တက်တာသွားတယ်ဒါပေမဲ့ဒါဟာအပြစ်မဲ့လူတယောက်ဒုက္ခရောက်သွားစေမယ်ဆိုတာသူသိတယ်ဒါကြောင့်ကိုယ်တိုင်သွားပြီးမိမိရဲ့စစ်မှန်တဲ့ကိုယ်လက္ခဏာကိုထုတ်ဖော်ပြောပြလိုက်တယ်သူဟာသူမိသားစုကိုအခြေအနေစီစဉ်ဖို့ထောင်မှုစီက3ရက်အချိန်တောင်းလိုက်တယ်ဒါပေမဲ့ထောင်မှုရဲ့မျက်လုံးထဲမှာရာဇဝတ်သားတွေဟာလိန်ညာသူတွေကြီးပဲတခြားလည်းမရှိတော့တဲ့အစုံသတင်းပေါက်ကနေခုန်ချပြီးထွက်ပြေးတယ်သူဟာသူ့ရဲ့မွေးစားသမီးနဲ့အတူထွက်ပြေးတော့တယ်ဒါပေမဲ့ထောင်မှုကသူတို့နောက်ကိုမလွတ်ဘူးလူကမင်းကလေးကိုမြောက်ပြီးမြင်မာတဲ့နေရတစ်ခုရဲ့တစ်ဖက်ကိုပို့လိုက်တယ်နေရရဲ့တစ်ဖက်မှာသူ့တန်တစ်ခုရှိတယ်အဲ့ဒီမှာအဆောင်ကသူ့တစ်ခါကအသက်ကယ်ခဲတဲ့လူကိုကြီးပဲဖြစ်နေတယ်သူ့အကူအညီနဲ့အဲ့ဒီလူလွတ်မြောက်တောက်သွား